အင်းလေကန်ဤညဦးရန်ဒီယနေ့တွေထူးထူးခြားခြားပုံမအေးဆက်နေသည်ကောင်းကင်ရန်ထက်တွေတင်တိုက်မဲကြီးများကလာပြီးဝင်းကိုဝါမျိုးရန်စ조사နေသဖြင့်လာရောင်မှရေပြင်ထက်သို့ပြတ်တောင်းတောင်းမှကြာရောက်နေသည်လေပြင်းများတိုက်ခတ်နေသည့်ကြားမှအင်းလေကန်ဤလှိုင်းတန်များသည်ကြောက်ဆောင်များကိုရိုက်ခတ်နေသည့်အလားကြမ်းတမ်းလာသည်ရေလေတွင်တတိတခြားတည်ရှိနေသောကျွန်းတစ်အင်ကြီးဒုတိယဓာတ်တွင်ຫນွေဦးတယောက်ထဲရှိနေခဲ့သည်သူမ၏ဖခင်ဖြစ်သူဦးမင်းခေါင်သည်မြို့သို့ကိစ္စဖြင့်သွားနေသဖြင့်ဤအင်ကြီးတွင်သူမနှင့်အိမ်ဖော်အနေငယ်သာကြံရစ်သည်ຫນွေဦးသည်ပြတင်းပေါက်မှတဆင့်မှောင်မိုက်နေသောရေပြင်ကြီးကိုငေးကြည့်နေမိသည်သူမ၏ရင်ထဲတွင်အကြောင်းပြချက်မရှိဘဲလီးလန်းနေပြီးတစုံတစ်ခုဖြစ်ဖြစ်တုံးမဲ့ကိုကြိုတင်သိနေတဲ့ကဲ့သို့ကနမငင်ဖြစ်နေသည်သူမရဲ့လက်ဖွားပေါ်တွင်မွေးရပါပါလာသည့်တင်းငယ်သောလက်ကျန်းပုံအမှတ်ထားလေးမှာယနေ့ညတွင်ထူးဆန်းစွာပူလောင်နေသည်ဘာလို့ဒီလောက်ပူနေရတာလဲຫນွေဦးသည်သူမရဲ့လက်ကိုအသားရဆုပ်ကိုင်ထားစဉ်ရုတ်တရက်ရေပြင်သက်မှလေတစင်းငိမ့်သက်စွာကတ်လာသည်ကိုမြင်လိုက်တော်သည်ထိုလေသည်စက်တက်လေမဟုတ်ဘဲလေထိုးသားမပါဘဲလေအဟုန်ဖြင့်မျောပါလာတဲ့ကဲ့သို့ထူးဆန်းလာသည်လေပေါ်တွင်ရက်နေသည့်အမျိုးသားတို့၏အရေးကိုတွေးလိုက်တော့အခါຫນွေဦး၏နှလုံးသားသည်ရက်တန့်သွားမတတ်တုန်ခါသွားသည်ຫນွေဦးသည်အိမ်အောက်ထက်သို့အပြည့်အလွှာဆင်းသွားခဲ့သည်အင်ရှိဝရန်ဒါသို့သူမရောက်ရှိခြင်းတွင်ထိုးလေသည်ကန်းကပ်ပြီးသားဖြစ်နေပြီလေပေါ်မှဆင်းလာသူမှာအရက်ရှည်ကြီးအနက်ရောင်ဝတ်စုံရှည်ကိုဝတ်ဆင်ထားသည့်အမျိုးသားတူသူ့ရဲ့မျက်နှာကိုလာရောင်ခတ်ဖြောအောင်မှမြင်လိုက်တော့အခါຫນွေဦးသည်ပါးကိုလက်နှင့်အုပ်ကအော်ဟစ်မိလိုပင်ဖြစ်သွားသည်ကိုနေလရောင်လားသူမရဲ့အသံသည်လေထဲတွင်တုန်ရည်နေသည်ထူထူမှလွန်ခဲ့သော10နှစ်သူမအသက်16နှစ်အရွယ်နှင့်တမျိုးလုံးနီးလောင်ကျွမ်းပြီးအစာအနမကြံပျောက်ကွယ်သွားခဲ့သည့်နေလရောင်ပင်ဖြစ်သည်ထိုစဉ်ကလူတိုင်းကသူနှင့်သူမိသားစုတို့ဦးတွေထေဆုံးသွားပြီဟုယူဆခဲ့ကြသည်နေလရောင်သည်သူမရဲ့အနီးသို့တဖြည်းဖြည်းရှောက်လာသည်သူရဲ့ခြေသံများသည်တကြားချင်းမြင်ထက်တွင်ငြိမ်ဟဲခြင်းမရှိဘဲအေးဆက်သောလေအဟုန်နှင့်လွင့်မျောလာတဲ့ကဲ့သို့ပင်ဖြစ်သည်သူရဲ့မျက်ဝန်းများသည်ရခင်းလက်လိုတောက်ပါခြင်းမရှိတော့ဘဲနှမှန်းမီအေးဆက်လာသည်ຫນွေဦးမင်းကိုငါမှတ်မိနေသေးတာပဲသူ့ရဲ့အသံသည်တိုးဖြောလာတော့နဲ့ຫນွေဦး၏နားထဲတွင်တော့ပဲ့တင်ထပ်နေသည်ဒါဘလို့မှမဖြစ်နိုင်ဘူးကိုကတေသွားပြီလို့လူတိုင်းပြောကြတာခုဘယ်မှာရှိနေကြတာလဲဘာလို့ခုမှပြန်လာတာလဲຫນွေဦးသည်မေးခွန်းများစွာကိုအတူရှေ့ကိုတလန်းတိုးလိုက်တော့နဲ့နေလရံကလက်ဝါးပြပြီးတားလိုက်သည်မလာပါနဲ့ຫນွေဦးငါအနာကိုမလာပါနဲ့နေလရံရဲ့လက်ထဲတွင်နွဲလျင်နေတော့အနီရောင်နှင်းစည်းပွင့်တပွင့်ရှိနေသည်ထိုနှင်းစည်းပွင့်သည်ထူးဆန်းစွာပင်ပွင့်မြတ်များကြားမှမိကုံးမျိုးလေးထွက်နေပြီးလောင်ကျွမ်းနေုံဟောင်ရှိသည်ငါဒီနေ့ပြန်လာတာဟာမင်းကိုဒီနှင်းစည်းပေးဖို့နဲ့တတိပေးဖို့ပဲသူဒီနှင်းစည်းပွင့်ကိုဝရန်ဒါလျဲမုံမှတင်လိုက်သည်ဒီမြို့မှာအန်ဒီရများရှိနေပြီးအမှောင်ထုကမင်းစီကိုဥတီနေတယ်မင်းရဲ့လက်ကအမှတ်သားကိုဘသူ့ကိုမှမပြပါနဲ့ຫນွေဦးသည်သူမရဲ့လက်ဖွားကိုပြန်ကြည့်လိုက်သည်ထိုအမှတ်သားသည်ယခုနောက်ပိုင်းပုံမနီရဲလာသည်သူမသည်နေလရောင်ကိုကြည့်လိုက်တော့အခါသူ့ရဲ့အင်ကြီးရင်ဘတ်ကြားမှစူးရိုင်သောအလင်းတန်းတစ်ခုကိုမြင်လိုက်သည်နေလရောင်သည်နာကျင်နေဟန်ရင်ကိုဖိထားသည်ကိုနေလကိုဘာဖြစ်တာလဲထိခိုက်ထားတာလားຫນွေဦးသည်စိုးရိမ်ကြစီညင်သူ့ရဲ့လက်ကိုလှမ်းဆွဲလိုက်မိသည်ထိုခဏတွင်သူမရဲ့ခန္ဓာကိုယ်ထဲသို့အေးဆက်သောစွမ်းအင်တစ်ခုစီးဝင်သွားပြီးသူမရဲ့အာယုံထဲတွင်မီးလောင်နေသောအင်ကြီးတစ်လုံးသွေးအိုင်တွင်လဲကိုင်နေသည့်လူများနှင့်နှမောင်းသောမျက်လုံးများရှိသည့်လူတဦး၏ပုံရိပ်ကိုမြင်လိုက်သည်နေလရောင်သည်သူမရဲ့လက်ကိုအတင်းဖဲ့ဖြုတ်လိုက်သည်သူ့ရဲ့မျက်နှာတွင်နာကျင်မြင့်နှင့်နောင်တများရောနွယ်နေသည်ငါကတင်မင်းနဲ့ကတိတစ်ခုလောက်ခဲ့ရတယ်ຫນွေဦးမင်းကိုတစ်ခေါက်ပြန်တွေ့ဖို့အတွက်ငါရဲ့ဝိညာဉ်ကိုစတက်တေးခဲ့ရတယ်ငါကလူသားမဟုတ်တော့ဘူးမင်းကိုချစ်ခွင့်မရှိတော့တဲ့လက်ရောင်အောက်ကအရေးပဲချစ်တော့တယ်နေရရောင်သည်ထိုစကားကိုပြောပြီးသူစီးလာသည့်လေပေါ်သို့ပြန်တက်ကအမှောင်ထုနှင့်မြူနှင်းများကြားထဲသို့တဖြည်းဖြည်းပျောက်ကွယ်သွားတော်သည်
ຫນွေဦးသည်ကြံရစ်တော်လောင်ကျွမ်းနေသည့်နှင်းစည်းပွင့်လေးကိုကြည်ရင်အေးဆက်သောညနှစ်တန်းကောင်တွင်တယောက်သေးကြံရစ်ခဲ့လေတော်သည်သူမှမသိနိုင်တာမှာဤသည်10နှစ်ကြာအောင်ဖုံးကွယ်ထားခဲ့သည့်သွေးစွန်းသောလျှော့ဝှက်ချက်များ၏ဤတန်းပင်ဖြစ်လေကြောင်းကိုပင်ဖြစ်တာ